Hello အားလုံးပဲမင်္ဂလာပါဒီ content ကကျွန်တော်တို့ဒီ Asia နဲ့ Iran စစ်ဖြစ်တဲ့ဒီကာလအတွင်းမှာဘာတွေ update ထပ်ဖြစ်လဲဆိုတော့သတင်းကိုကျွန်တော်တင်ဆက်သွားဖြစ်ပါတယ်ပြီးတော့ဒီ AI content နဲ့ကျွန်တော်မြေပြင်မှာကျွန်တော်ကိုယ်တိုင်ရိုက်ထားတဲ့blog တွေကိုနိုင်ရှိပြီးမှကျွန်တော်ဖော်ပြသွားဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင် comment ထဲမှာတော့ share content မှာဒီဂျင်းထည့်နေပါနေဆိုတဲ့ဥစ္စာကိုကျွန်တော်ကတုံ့ပြန်သွားဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ YouTube channel ကိုသဘောကျတယ်ဆိုရင် subscribe လုပ်တပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ဘာတွေနောက်ထပ်လုပ်ပေးနိုင်ဆိုရင်ကျွန်တော်တို့ဒီသတင်း update ရပြီးတော့ကျွန်တော်ဒီ Asia နိုင်ငံဆိုတာကဒီကြားစာသမိုင်းတွေရှိတဲ့နိုင်ငံဖြစ်တဲ့ကြောင့်မို့အဲ့မျိုးကြားစာသမိုင်းတွေရှိတဲ့နေရာမှာကျွန်တော်ကိုယ်တိုင်တွားပြီးမှ blog ဒီ content တွေဖန်တီးသွားဖြစ်ပါတယ်အဲကြောင့်မို့စိတ်ဝင်စားတဲ့ဆိုရင် subscribe လုပ်တပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကဲကျွန်တော်တို့ဆက်လက်ကြရအောင်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဒီကမ္ဘာမီဒီယာမှာတော့ဘာဒီခုလေးကြော်ဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ဒီ Asia နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ဒီ Benjamin Netanyahu တည်ဆုံးသွားပြီဆိုတဲ့သတင်းအတူတွေလွတ်လာတွေ့ရပါဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်အဲ့ဒီဥစ္စာကိုဒီ Benjamin Netanyahu ကဒီ live လွှင့်ပြီးမှကိုယ်တိုင်ဖြေရှင်းတာဖြစ်ပါတယ်အဲ့ဒီထဲမှာထပ်ဖြစ်တယ်ဘာကြောင့်ဘာတွေလဲဆိုရင်သူကအဲ့ဒီ live လွှင့်တဲ့ဥစ္စာကိုဒီ content တော့ editing လုပ်ပြီးမှသူကပြန်တင်တဲ့အချိန်မှာ editing လုပ်တဲ့အချိန်မှာချွတ်ချွတ်မှုတစ်ခုရှိသွားတယ်အဲ့ဒါသူ့ရဲ့လက်ကတော့6ချောင်းဖြစ်သွားတယ်အဲ့ဒါကြောင့်မို့ဒီက AI နဲ့လုပ်ပြီးမှဒီ Benjamin Netanyahu ကတကယ်တည်ဆုံးသွားပြီဆိုပြီးမှသတင်းပြန်လွှင့်ကြတယ်အဲ့ဒီအချိန်မှာသူကတော့ဒီ coffee shop မှာတော့ပြီးမှလက်9ချောင်းရှိပါကြောင်းဒီသူမတည်ဆုံးပါကြောင်းသူကပြန်ပြီးမှတုံ့ပြန်သွားတော့အမျိုးတွေ့ရပါတယ်ဖြစ်ပါတယ်အားကြောင့်မို့သူကမတည်ဆုံးပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော် share content မှာလည်းပြောပြထားပြီး Asia နိုင်ငံဆိုတာကကျွန်တော်တို့ဒီ security ကအဆင့်ဆင့်ရှိပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်က share content တစ်ခုမှာညှဝသွားဖြစ်ပါတယ်ကဲအဲ့ဒါတွေကကျွန်တော်တို့ဒီအရောက်ဝင်နာမြင်ကြီးနေတာဒီသတင်းပဲဖြစ်ပါတယ်ကဲနောက်ပြီးတော့ကျွန်တော်တို့ဒီ Iran ကဒီ Asia ကိုပြစ်တဲ့ဒီကာလအတွင်းဆိုရင်ကျွန်တော်တို့ဒီမဆိုင်ကကျွန်တော်တို့ဒီဘယ်လောက်ရှိသွားပြီလဲဆိုရင်ဒီ rocket တော့ဒီ190ကျော်သွားပြီပြီးရင် drone ကတော့ကျွန်တော်တို့ဒီ900ကျော်သွားပြီပြီးရင်ဒီကြားထဲမှာဒီ Lebanon ကနဲ့ Hezbollah တွေပြစ်လွတ်လိုက်တဲ့ဒီ rocket ကတော့1000ကျော်သွားပြီเนาะအဲ့ဒီထဲမှာကျွန်တော်တို့ဒီ Asia နိုင်ငံကဒီထိခိုက်မှုကတော့လောကဒီ lightly injury ကအစားဆုံးတော့ပြောမှဆိုရင်3000ကျော်သွားပြီပြီးရင်တည်ဆုံးတာကကျွန်တော်ရှစ်လွန်ခဲ့တဲ့ content မှာဆိုရင်73ယောက်လောက်ကျွန်တော်ပြောပြထားတယ်အခုဆိုရင်နောက်ထပ်2ယောက်ထပ်ပြီးမှတည်ဆုံးတယ်15ယောက်လောက်ရှိသွားပြီဒါပေမဲ့လည်းကျွန်တော်တို့ဒီအဲ့လောက်များတဲ့ rocket ဒီပြည့်တဲ့ချိန်မှာဒီ Asia နိုင်ငံကြီးကဒီ20ကျော်30နီးပါးတော့အဲ့လောက်ပဲထိပါတယ်ဆိုတော့တည်င်းနဲ့မိတ်ဆွေတို့သိရအောင်ဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့ဒီအဲ့ဒီဒင်းကြီးပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ဆက်သွားရအောင်ကျွန်တော်ဂျင်းထက်တယ်ဆိုပြီးမှပြောနေတဲ့လူတွေကျွန်တော်ဖြည့်ရှင်းချင်မှာဖြစ်ပါတယ်ကဲဒီဟာကကျွန်တော်တို့တင်းစာဖြစ်ပါတယ်ဒါကျွန်တော်လွန်ခဲ့တဲ့ဒီတောက်ကြညမှာယူလာခဲ့တဲ့သတင်းမျိုးဖြစ်ပါတယ်ဒီမှာ Asia ရဲ့ design နော်ဒီမှာကျွန်တော်တို့ဒီအဲ့မှာ date လေးရှိပါတယ်73ရက်3လပိုင်း2026နော်တောက်ကြညလွန်ခဲ့တဲ့တောက်ကြညမှာယူလာခဲ့တဲ့ဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ကဒီဘာသာရေးဆင်မှာအလုပ်လုပ်တယ်အဲဒါကြောင့်မို့ညနေပိုင်းဆိုရင်စောပိတ်တယ်အဲဒါကြောင့်မို့ကျွန်တော်လာတဲ့ချိန်မှာယူလာတာဖြစ်ပါတယ်ဒါတပတ်ဆန်နော်ဒါကကျွန်တော်ဘာကြောင့်ပြပြလဲဆိုရင်ကျွန်တော်ကိုကျင်းထည့်နေစေဆိုတဲ့အကြောင်းကိုပြီးရင်ကျွန်တော်ကဒီမြို့မှာတလိပိမြို့မှာနေတယ်ဆိုတဲ့ဥစ္စာကိုမယုံတဲ့သူကအကြောင်းကိုကျွန်တော်တက်ပြချင်းဖြစ်ပါတယ်